င်္ဂလာညချမ်းပါရှင်မလ23ရက်တနင်္လာညခင်းဗီဒီယိုအစီအစဉ်တွေကိုလန်ဒန်ကနေဓာတ်ရိုက်တင်ဆက်ပေးနေပါပြီ။ကာကျုပ်သစ်ထွက်ပေါ်လာမဲ့ခံမှန်းချက်အပေါ်သုံးသပ်မှုတွေကသူကဒီတက်ကိုပါသွားတဲ့အနေအမှာစိတ်ချတဲ့လူနဲ့ထားခဲ့တယ်ဆိုတဲ့အမျိုးလဲဖြစ်နေတာပေါ့။လောင်စာစီရက်90စာရှိတယ်လို့သက်ဆိုင်ရာကပြောနေချိန်လက်တွေ့လူထုကြုံနေရတာကတကယ်တော့ဗျာမနက်3နာရီတန်းစီတော့ပါပဲ9နာရီလောက်မှရပြီဗျာရှုပ်ရင်အဲဒီ7နာရီလောက်တည်းကစီတိုင်းမဖွင့်သေးဘူးအဲဒီမှာတိုင်းနေစားစီခါရောက်ကြတယ်ဒီအကြောင်းနဲ့ဒူနိုင်ငံတကာသတင်းတွေနားဆင်ရဖို့ရှိပါတယ်ကျမစန္ဒာဝင်းပါရှင်မြန်မာနိုင်ငံမှာပြင်းမနာမြို့ကိုပို့ပြုပြီးအင်အားမက်ဂနီကျူ 4.4 ရှိတဲ့ငလျင်လှုပ်ခတ်သွားပါတယ်။မိုးစလကတော့အင်အား Richter scale 4.2 အဆင့်ရှိတယ်လို့ထုတ်ပြန်ထားပါတယ်။ဒီနေ့မတ်လ23ရက်ညပိုင်း6နာရီကျော်ကနေပြည်တော်နဲ့အနီးတစ်ဝိုက်မှာအင်အားသိသာစွာခံစားရတဲ့ငလျင်တစ်ခုလှုပ်ခတ်ခဲ့တယ်လို့နေပြည်တော်မှာရောက်နေသူတွေကပြောပါတယ်။ငလျင်အင်အားကိုပြသတဲ့ application တွေကတော့အင်အား magnitude ကိုပြသတာမရှိသေးပေမဲ့နေပြည်တော်မှာရောက်ရှိနေသူတချို့ကတော့တုန်ခါတဲ့အင်အားပြင်းထန်စွာခံစားရတယ်လို့ဆိုပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ခါကြီးပေါင်းယောဂါကြောင့်အာယုံကြောညက်ယောဂါကို2နာရီကြာခွဲစိတ်မှုပြုလုပ်ခဲ့ရပြီးခွဲစိတ်မှုအောင်မြင်တယ်လို့စစ်ကော်မရှင်ကထုတ်ပြန်ပါတယ်။အာယုံကြောညက်ယောဂါကိုမတ်လ20ရက်မှာအမှတ်2တပ်မတော်စေယုံကြီးနေပြည်တော်မှာအိန္ဒိယကပါရဂူအဖွဲ့တွေနဲ့တပ်မတော်စစ်တပ်ဖွဲ့တို့ပူးပေါင်းပြီးအရေးပေါ်ခွဲစိတ်ကုသမှုလုပ်ခဲ့တာဖြစ်ပါတယ်။စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ကသမရလုပ်မယ်လို့နေပြည်တော်ကသတင်းတွေထွက်လာချိန်မှာဒီခွဲစိတ်မှုပေါ်ပေါက်လာတာဖြစ်ပါတယ်။နိုင်ငံတကာသတင်းတွေဘက်မှာတော့အမေရိကန်နဲ့အီရန်ကြားစစ်ရေးပဋိပက္ခအလုံးစုံဖြေရှင်းနိုင်ရေးဆွေးနွေးနေပြီးတိုးတက်မှုရှိတယ်လို့သမ္မတထရမ့်ကပြောပါတယ်။အခုလိုဆွေးနွေးနေချိန်မှာတိုးတက်မှုအပေါ်မူတည်ပြီးအီရန်ဓာတ်ပိတ်စက်ရုံတွေနဲ့စွမ်းအင်အဆောက်အုံတွေကိုတိုက်ခိုက်မှု9ရက်ယာယီရပ်ဆိုင်းထားဖို့အမေရိကန်စစ်တပ်ကိုအမိန့်ထုတ်ထားတယ်လို့Mr. Trump ကလူမှုကွန်ရက်ပေါ်ကတဆင့်ပြောကြားထားပါတယ်။ဟော်မုတ်စီလက်ကြားကို48နာရီအတွင်းပြန်ဖွင့်ပေးဖို့ပြီးခဲ့တဲ့ရက်ပိုင်းကသမ္မတ Trump ရဲ့ပြောဆိုချက်ဟာဒီနေ့ညနေပိုင်းမှာသက်တမ်းကုန်ဆုံးတော့မှာဖြစ်ပါတယ်။အီရန်အစိုးရမီဒီယာကတော့အမေရိကန်နဲ့ဓာတ်ရိုက်ညှိနှိုင်းနေတဲ့ဆိုတဲ့သတင်းတွေကိုညင်းထားပါတယ်။အီရန်တော်လှန်ရေးအဆောင်တက်နဲ့နှီးစပ်တဲ့ Fars သတင်းဌာနအဆိုအရဓာတ်ရိုက်ကိုတွယ်ဝိုက်ပြီးတော့ဒေါ်နယ်ထရမ့်နဲ့ဘလို့မှအဆက်အသွယ်မရှိဘူးလို့အမည်မဖော်လိုတဲ့အရာရှိတယောက်ကိုကားပြီးပြောဆိုထားပါတယ်။ဒါအပြင်အိန္ဒိယနိုင်ငံတွေကဓာတ်အပိတ်စက်ရုံတွေကိုတိုက်ခိုက်မဲ့အီရန်ချင်းချောက်မှုကြောင့်အမေရိကန်သမ္မတကစစ်ရေးတိုက်ခိုက်မှုတွေခြေလန်းနောက်ဆုတ်သွားတာလို့ဆွဆွဲပြောဆိုထားပါတယ်။ဟော်မုတ်စီလက်ကြားဟာစစ်မဖြစ်ခင်ကအခြေအနေကိုပြန်ရောက်မှာမဟုတ်တော့ပဲအီရန်ဟာသူ့အပေါ်တိုက်ခိုက်မှုထပ်မဖြစ်နိုင်တော့မဲ့အခြေအနေအထိဆက်လက်ကာကွယ်သွားလိမ့်မယ်လို့ Tasnim Agency သတင်းမှာဖော်ပြထားပါတယ်။အီရန်အစိုးရအာဘော်နောက်သတင်းတစ်ခုကလည်း Mr. Trump ဟာလောင်စာစီဈေးကျဆင်းသွားဖို့ကြိုးစားရင်စစ်ရှိန်မြင့်မဲ့အစီအစဉ်ကိုပြင်ဆင်ဖို့အချိန်ဆွဲနေတာလို့ဆွဆွဲထားပါတယ်။တချိန်ထဲမှာအစ္စရေးနဲ့အီရန်ကတော့အပြန်အလှန်တိုက်ခိုက်မှုတွေရှိနေပါတယ်။သူတို့ရဲ့လေကြောင်းကာကွယ်ရေးစနစ်ကရန်သူလက်နက်တွေကိုပစ်ချနိုင်ခဲ့ပြီးထိခိုက်ဒဏ်ရာရသတင်းတွေမကြားရဘူးလို့အစ္စရေးကပြောပါတယ်။အစောပိုင်းတုန်းကတော့အစ္စရေးဟာသူတို့အုံနှုံရအကြမ်းဖက်အုပ်ချုပ်သူတွေရဲ့အခြေခံအဆောက်အုံတွေလို့ဆိုပြီးတဟီရန်မြို့ကိုတာဝေးပစ်ဒုံးကျည်တွေနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။အီရန်မြို့တော်မှာဒီနေ့တနင်္လာနေ့မှာနောက်ထပ်ပတ်ကွဲသံတွေကြားရတဲ့ဆိုတဲ့သတင်းတွေလည်းထွက်ပေါ်လာပါတယ်။အီရန်ကလည်းအိမ်နီးချင်းအာရပ်နိုင်ငံတွေဖြစ်တဲ့ UAE နဲ့ Saudi Arabia တို့ကိုဒုံးကျည်တွေ drone တွေနဲ့ထပ်မံပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။တောင်ကိုရီးယားမှာသမ္မတအီဂျေမြောင်းကဗဟိုဘဏ်ဥက္ကဋ္ဌသည့်အဖြစ်စီးပွားရေးပညာရှင်ရှင်ယွန်ဆောင်းကိုခန့်အပ်လိုက်ပါတယ်။မစ္စတာရှင်ဟာ2008ခုနှစ်ငွေကြေးအကျပ်အတဲကိုခန့်မှန်းနိုင်ခဲ့သူဖြစ်ပါတယ်။လက်ရှိမှာလည်းအရှေ့အလယ်ပိုင်းပြည်ပခါကြောင့်ငွေကြေးဈေးကွက်မှာကမောက်ကမတွေဖြစ်လာနိုင်တယ်လို့သူကသတိပေးထားကြောင်းထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒီနေ့တနင်္လာနေ့မှာတောင်ကိုရီးယားသုံးငွေကြေးဝမ်ငွေဟာအမေရိကန်ဒေါ်လာနဲ့လဲလှယ်ရာမှာ2009ခုနှစ်နောက်ပိုင်းတန်ဖိုးအနှိမ့်ဆုံးကိုကျဆင်းသွားပါတယ်။ဒါကြောင့်ဆိုးကဈေးကွက်မှာစတော့ဈေးတွေလည်းတိတိတသာထိုးဆင်းသွားခဲ့ပါတယ်။
ကမ္ဘောဒီးယားနိုင်ငံအနောက်ပိုင်းကဂူတွေထဲမှာထူးခြားတဲ့သဘာဝပတ်ဝန်းကျင်အခြေအနေကြောင့်တရိတ်ဆန်မျိုးစိတ်တစ်တော်တော်များများကိုသုတေသီတွေရှာဖွေတွေ့ရှိခဲ့ကြပါတယ်။သဘာဝဝန်းကျင်အရတင်းတင်းကြပ်ကြပ်ထိန်းချုပ်ကာကွယ်ထားတဲ့အဲ့ဒီနေရာမှာထုံးကြောက်တောင်တွေလှိုင်ကူကြီးတွေရှိတာပါ။အိမ်မြောင်ပိုးနံတန်ကောင်နဲ့မွေပွေးအပြင်သဲမုံလောက်သာရှိတဲ့ခယူသေးစတဲ့မျိုးစိတ်တစ်တော်တော်များများကိုတွေ့ရှိခဲ့တယ်လို့သုတေသီအဖွဲ့ခေါင်းဆောင် Pablo Sanovas က BBC ကိုပြောပါတယ်။ဒါအပြင်အဲ့ဒီဂူတွေထဲမှာထူးခြားကောင်းမွန်တဲ့သဘာဝအနေအထားကြောင့်လင်းတို့အကောင်ရေသိန်းနဲ့ချီအတိုက်ဖွဲ့နေထိုင်နေတာတွေ့ရတယ်လို့ဆိုပါတယ်။ အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့လက်ကွာဒီယာလေဆိပ်ကိုတနင်္ဂနွေနေ့ညတန်းကောင်မှာဆင်းသက်လာတဲ့အဲကနေဒါလေကြောင်းလိုင်းလေယာဉ်နဲ့လေဆိပ်အာဏာပိုင်ရဲ့မိသက်ကားတိုက်မှုကြောင့်လေဆိပ်ကိုခေတ္တယာယီပိတ်ထားရပါတယ်ရှင်။ BBC ကထုတ်လွှင့်နေတဲ့အစီအစဉ်တွေကို Radio Online နဲ့ရုပ်မြင်သံကြားတွေကသာမကပဲလူမှုကွန်ရက်တွေကလည်းဖတ်ရှုနားဆင်နိုင်ကြပါတယ်။ Facebook, YouTube, Instagram နဲ့ Viber တို့မှာဆိုရင် BBC News မြန်မာစာမျက်နှာကနေဖတ်ရှုနားဆင်နိုင်ပါတယ်။ BBC TV အစီအစဉ်ကိုမြစီမ TV မှာရှုစားနိုင်ကြပါတယ်။ကိုယ်ပဲနေရာပဲရောက်နေ BBC အစီအစဉ်တွေကလက်တကမ်းမှာပဲရှိနေပါတယ်ရှင်။အခုတော့သတင်းလွှာတွေအလှည့်ပါမကြခင်ပေါ်ပေါက်လာမဲ့သမရရွေးဝဲသမရကနေမှဖွဲ့စည်းမဲ့အစိုးရတဲ့နဲ့ပတ်သက်လို့ကြန့်ခိုင်ရေးပါတီနဲ့တက်မတော်ကြားသဘောထားကွဲလွဲမှုတွေရှိတယ်ဆိုတဲ့သတင်းတွေထွက်နေပါတယ်ဒီကြောင့်မတ်အေးသူဆန်ကနေပြည်တော်ကနေအခုလိုသတင်းပေးပို့ထားပါတယ်ကြန့်ခိုင်ရေးပါတီဟာရွေးကောက်ပွဲအောင်နိုင်ရေးအတွက်ကြကုတ်ကြကဲစူးစမ်းစည်းရုံးခဲ့ရပြီးတကယ်တမ်းရွေးကောက်ပွဲနိုင်ရချိန်မှာတော့လွှတ်တော်ရောဆိုရဖွဲ့ထဲမှာပါတီဘက်ကလူတွေပါဝင်နိုင်ခွင့်နဲတာနဲ့ပတ်သက်လို့နားမလည်နိုင်မကျေလည်နိုင်တဲ့သဘောထားတွေရှိနေတယ်လို့ BBC ကကြားသိခဲ့ရပါတယ်။ပါတီထိပ်တန်းခေါင်းဆောင်တွေဘက်ကတော့တက်မတော်နဲ့ညှိနှိုင်းတဲ့အတိုင်းပဲဆောင်ရွက်မယ်ဆိုတာကိုနားလည်လက်ခံထားရပုံပေါ်ပါတယ်။ကြန့်ခိုင်ရေးပါတီနဲ့တက်မတော်တို့ကြားမှာတကယ်ပဲသဘောထားကွဲလွဲတာရှိနေပါသလားကြန့်ခိုင်ရေးပါတီရဲ့ထိပ်တန်းခေါင်းဆောင်တွေကတဝူဖြစ်တဲ့ပါတီထွေထွေတွင်ရေးမှုပျော်ဝဲမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးတောင်းအေးပြောတာကအောက်ချီမှာတကယ်တမ်းတော့ဘာမှတော့တိတ်မရှိပါဘူးတချို့ကပြောသလိုပေါ့နော်မီဒီယာတွေဘက်ကဖြစ်နေတာလေးတွေသူတို့လိုချင်တာလေးသူတို့ထင်တာလေးတွေအခုလဲ line ပေါ်မှာအများကြီးပါပဲဘာလို့ဖြစ်နိုင်နေဘယ်ဝါဖြစ်နိုင်နေဆိုတော့အဲ့ဒါတွေဟာသူတို့ရဲ့တွေးထင်မှုပဲအဲ့ဒါကြောင့်မလို့သူကသူမှန်နေတဲ့ထင်နေတဲ့ဟာတခုကိုတင်လာတာနောက်တစ်ယောက်ကလည်းသူမှန်နေတဲ့ထင်တော့တင်လာအဲ့နှစ်ခု conflict ဖြစ်တာကဒီပါတီနဲ့တက်မလို့နဲ့မဆိုင်အောင်ဒါလူတဦးစီရဲ့ခံစားချက်ပေါ့နော်လူတိုင်းကတော့အဖွဲ့အစည်းပဲဖြစ်ဖြစ်ကိုယ်စိတ်ကိုယ်တော့မှမတိုက်ဆိုင်တာတွေအများကြီးရှိတယ်ကိုလို့ချင်းပဲမလုပ်နိုင်တာကိုယ့်ကိုဒေါသဖြစ်တာတွေရှိတယ်ဒီသဘောတရားတွေပါပဲတကယ်တော့ကြီးကြီးမားမားဘာမှမရှိပါဘူးကွသမရဟောင်းအသိစိန်နဲ့လည်းပါတီကညှိနှိုင်းမှုလေးတွေအဲ့လိုကြံကြံတောင်းတာလေးလည်းရှိတယ်လို့သိရပါတယ်ဟုတ်ပါလားဒါစကားလွဲသွားနိုင်တယ်ဘာလို့လူငယ်တွေဆိုတာလူကြီးတွေဩဝါဒကိုနာခံတာပဲလေတက်ကြီးစကားတက်ငယ်ကြပဲပေါ့လက်ရှိလွှတ်တော်ခင်းချင်းကိုကြည့်ရင်အနိုင်ရအင်အားကြီးပါတီကြက်ခိုင်ရေးအပြင်အချိုးကျကုစားပြုစနစ်နဲ့ပါတီငယ်တွေလွှတ်တော်ရဲရောက်လာတာကြောင့်တိုက်ခိုင်အင်အားစုရဲလို့လည်းမရှိနိုင်ဘူးလို့လွှတ်တော်ရေးရာကျွမ်းကျင်သူတွေကသုံးသပ်ထားကြတာပါတိုက်ခိုင်ဆိုတာကိုမွန်ညီညွတ်ရေးပါတီကပြည်သူ့လွှတ်တော်ကိုယ်စားလှယ်မြင့်မြတ်တန်းပြောတာကကျမတို့ကြတော့ဒီလောက်ဆောင်ချက်ပေါ်ပါမယ်မူတည်တယ်ပေါ့နော်အတိုက်ခံဆိုတာကအမြဲတမ်းကျမတို့ကဗာလဲဟိုလင်းပေါ့သူများအဆိုတစ်ခုတင်လိုက်လို့ဒါပြည်သူအတွက်ဆိုရင်ကျမတို့ကဘတူရဲလို့တော့မဟုတ်ဘူးဘယ်ပါတီရဲလို့မဟုတ်ဘူးကျမတို့ကပြည်သူအတွက်ဆိုအများနဲ့ကျမတို့ကထာဝရထောက်ခံတဲ့သူပဲပေါ့နော်ဒီအဆိုတစ်ခုကပြည်သူအတွက်ကဒုက္ခဖြစ်တယ်ပြည်သူနဲ့အရန်ကိုကင်းကွာနဲ့လွဲမားနေတယ်ပြည်သူအတွက်အကျိုးမရှိဘူးဆိုရင်ကျမတို့ကဘယ်ပါတီတင်တယ်ကျမတို့အများနဲ့ကကွက်နေမှာပဲဒီကနေ့ပြည်သူ့လွှတ်တော်မှာဖွဲ့စည်းလိုက်တဲ့ကော်မတီ2ရပ်မှာတိုင်းသားပါတီတွေကကိုယ်စားလှယ်တွေပါဝင်တာကိုကြည့်ရင်တပါတီတဲ့အများစုလွှမ်းမိုးတဲ့လွှတ်တော်ဖြစ်ပေမဲ့တိုင်းသားပါတီတွေလည်းထိုက်လျောက်နေရာရမယ်လို့ပို့မျိုးသားဖွဲ့ချုပ်ပါတီရဲ့ပင်လောင်းမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နန်းရီဝင်းကပြောပါတယ်မအေးသူဆန်ဖြစ်ပါတယ်စစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်သမရလှုပ်ဖို့တေချာလာတဲ့အချိန်လက်ရှိကာချုပ်ကြီးအဖြစ်တာဝန်ထမ်းဆောင်နေတဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်လာလိမ့်မယ်လို့နေပြည်တော်စေယုံကလုံခြုံရေးအရအမည်မဖော်လိုတဲ့အစစ်မြင့်တပ်အရာရှိတယောက်က BBC ကိုပြောပါရယ်ဒီအကြောင်းကိုထနိုင်စော်ကဆက်ပြောပြမှာပါလက်ရှိစစ်ကောင်းဆောင်လုံးမှာတက်မတော်ကာကွယ်ဦးစီးချုပ်ဖြစ်လာဖို့ရေပန်းစားခဲ့သူ3ဦးရှိပါတယ်ဒုတိယစစ်ကောင်းဆောင်ဒုတိယဗိုလ်ချုပ်မူကြီးစိုးဝင်းကာကွယ်ဦးစီးချုပ်ကြီးဗိုလ်ချုပ်ကြီးရဲဝင်းဦးနဲ့ကြီးရေလီညှိနှိုင်းကိုကဲရမှုဗိုလ်ချုပ်ကြီးကျော်စွာလင်းတို့ပါဒါပေမဲ့စစ်ဖက်ရေးရလုံခြုံရေးအရာရှိချုပ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုစစ်တပ်ရဲ့နံပါတ်3နေရာဖြစ်တဲ့ကာကွယ်ဦးစီးချုပ်ကြီးအဖြစ်အခုမှလာထဲမှာယာရုတိုးပလိုက်တဲ့အခါမှာဒီယူဆချက်တွေအပြန်ပြော့သွားခဲ့ပါတယ်စစ်ကော်မရှင်မှာအထွေအမှုဖြစ်ပေမဲ့စစ်အင်္ဂါစဉ်အရအဆင့်7လောက်ရှိနေတဲ့စာရခချုပ်ကိုအဆင့်3ရှိတဲ့ကြီးချုပ်ယာရုအထိဆွဲတင်လိုက်တာဟာလုံးဝတိတာတဲ့အချက်ဖြစ်တယ်လို့
စစ်ရေးနိုင်ငံရေးလေးလာဆောင်ကြည့်သူတွေက BBC ကိုပြောပါတယ် BBC ကရရှိတဲ့ချက်လက်တွေအရတပ်မတော်ကာဝေးဦးစီးချုပ်အဖြစ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဒုတိယတပ်မတော်ကာဝေးဦးစီးချုပ်အဖြစ်ဗိုလ်ချုပ်ကြီးကျော်စွာလင်းနဲ့ကြီးရည်လေးညီနိုင်ကိုကရေးမှုအဖြစ်ဒုတိယဗိုလ်ချုပ်ကြီးတတ်ထိုက်တို့ဖြစ်တယ်လို့သိရပါတယ်စစ်တပ်ရဲ့ပြောင်းလဲတဲ့ပတ်သက်လို့ဦးအောင်သူငိမ့်ပြောတာက ဗိုလ်ချုပ်ကြီးရဲဝင်းဦးကတော့ကြီးရတာလူယုံလို့ယူဆလို့ရတာပေါ့နော်ဗိုလ်ချုပ်ဦးကြီးမင်းအောင်လှိုင်အနေနဲ့သူကပို့ပြီးစိတ်ချတဲ့သဘောမျိုးရှိတယ်နောက်တစ်ခါကျတော့သူကဒီတက်ကိုခွာသွားတဲ့အနေအထားမှာစိတ်ချတဲ့လူနဲ့ထားခဲ့တယ်ဆိုတဲ့အားမျိုးလဲဖြစ်နေတာပေါ့ဆိုတော့ခုကတော့ဒီလိုပေါ့သူကအောက်လိုင်းရေးကိုကင်ခဲ့တဲ့လူတွေဆိုတဲ့အခါကျတော့ကျွန်တော်တို့ဒီကြည့်လိုက်လို့ရှိရင်တက်မှာတိုက်ခိုက်ရေးဘက်ကသူတွေပဲဘာကောမလဲကာကွယ်ရေးဦးစီးချုပ်တွေပါတက်တာများတယ်လေနော်ထောက်လိုင်းရေးကနေတက်တယ်ဆိုလို့ရှိရင်တော့ဒါအခုကပထမဆုံးဖြစ်တာပေါ့တက်ချုပ်ဖြစ်လာနိုင်တဲ့ဗိုလ်ချုပ်ကြီးရဲဝင်းဦးကိုလက်ရှိစစ်ကောင်းဆောင်ရဲ့မျက်စိနဲ့နာဖြစ်တယ်လို့စစ်တပ်ထဲမှာတင်စားခေါ်ဝေါ်ကြပါတယ်ဗိုလ်ချုပ်ကြီးရဲဝင်းဦးဟာစစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းစစ်ထောက်လိုင်းရေးလို့ခေါ်တဲ့စားဖအကြီးကဖြစ်လက်စွမ်းပြပြီးလက်ရှိစစ်ကောင်းဆောင်ရဲ့ယုံကြည်မှုကိုလည်းရရှိခဲ့သူဖြစ်ပါတယ်နိုင်ငံရေးသူတွေဒီစစ်တပ်အရာရှိဟောင်းဒေါက်တာအောင်မျိုးကတော့မျိုးဆက်အရန်ကွာတဲ့သူမျိုးကိုတော့မဖြစ်စေချင်ဘူးလို့ပြောပါတယ်ကျမတော်နဲ့ပတ်သက်ပြီးအညာခန့်နဲ့ပတ်သက်ပြီးတော့ဗိုလ်ချုပ်မှုကြီးစိတ်ချယုံကြည်တဲ့လူဖြစ်ဖို့လိုပါတယ်။တာမန်ရိုးစိတ်ချယုံကြည်မှုနဲ့အပြင်ကိုပုဂ္ဂိုလ်ရေးရင်းနှီးမှုတာရောစဉ်ယုံကြည်စိတ်ချရမှုဆိုတဲ့အပိုင်းတွေပါကျွန်တော်တို့ကထည့်သွင်းဖို့လိုပါတယ်။ BBC ရဲ့နေပြည်တော်သတင်းရင်းမြစ်တွေကတော့လက်ရှိစစ်ကောင်းဆောင်ဗိုလ်ချုပ်မှုကြီးမင်းအောင်လှိုင်ဟာတမရရာထူးကိုယူမဲ့အပြင်2008ဖွဲ့စည်းပုံအခြေခံဥပဒေမှာပါတဲ့လက်နက်ကိုင်ဖွဲ့စည်းအားလုံးရဲ့အကြီးအကဲဟာကာချုပ်ဖြစ်ရမယ်ဆိုတဲ့နေရာမှာတမရဖြစ်ရမယ်လို့ပြင်ဆင်နိုင်တယ်လို့ပြောကြပါတယ်။အဲ့ဒါကြောင့်လာမယ့်အစိုးရတက်မှာတပ်မတော်ကာကွယ်ဦးစီးချုပ်ဘယ်သူဖြစ်မလဲဆိုတာအရေးမကြီးတော့ပဲအာဏာရရက်ကိုသူတယောက်တည်းကပဲချုပ်ကင်မှုရှိတာကြောင့်လာမယ့်နိုင်ငံရေးအခင်းချင်းမှာအပြောင်းလဲတွေအများကြီးမဖြစ်နိုင်ဘူးလို့သုံးသပ်ကြပါတယ်ခင်ဗျာကိုထက်နိုင်စောပါမြန်မာနိုင်ငံမှာရင်ရဲ့အင်ဂျင်အရွယ်အစားအလိုက်တစ်ပတ်တစ်ခါဒါမှမဟုတ်အများဆုံးနှစ်ခါပဲလောင်စာဆီဝယ်ယူခွင့်ရရမယ့်စနစ်ကိုမကြခင်စတင်မယ်လို့စွမ်းအင်ဌာနကကြေညာပါတယ်ဒီကြောင့်မတ်တင်းတွေကစူးစီးပြောပြပေးမှာပါလက်ရှိကားအားလုံးကိုစုံမသွားလာရက်တွေတတ်မှတ်ပြီးကားတစ်စီးကိုတရက်ဓာတ်ဆီ15လီတာခွဲတန်းတတ်မှတ်ရောင်းချပေးနေတာပါဒါတောင်တနေကုန်တန်းစီပြီးမှရတာပါအဲ့ဒီစနစ်ကနေတပတ်ကိုတစ်ကြိမ်ဒါမှမဟုတ်2ကြိမ်ရောင်းပေးတဲ့စနစ်ကိုမကြခင်စတင်မှာလို့စွမ်းအင်ဌာနကမတ်လ22ရက်နေ့မှာကြေညာခဲ့တာပါအင်ဂျင်ပါဝါအလိုက်ရောင်းပေးမယ်လို့ဆိုပေမဲ့တစ်ချိန်မှာဘယ်နှလီတာပေးမယ်ဆိုတာရှင်းရှင်းလင်းလင်းပြောမထားပါဘူးအဲ့ဒီလိုပြောင်းလိုက်ရင်တရက်တစ်ခါစီတန်းစီတာတွေလျော့သွားနိုင်ပေမဲ့အရင်လိုပဲ15လီတာပဲဆိုရင်တော့စီမလောက်တဲ့အခက်အခဲဆက်ကြုံနေရနိုင်တယ်လို့နေ့စဉ်ကားအသုံးပြုသူတွေကပြောပါတယ်ဒီအပေါ်ကြောင်းကြိုပို့ကားမဖြစ်မနေသုံးနေရတဲ့ရင်မောင်းတအူပြောတာကကတော့အဲ့ဒီအင်ဂျင်ပါဝါမှာမူတည်ပြီးတော့အဲ့ဒီခွဲတန်းကိုတတ်မှတ်ပြီးပဲဆိုတော့သေးတဲ့ကားကနေမယ်ကြီးတဲ့ကားများမယ်အဲ့ဒါမျိုးတော့ဖြစ်ဖို့တော့များတယ်သူဘယ်လောက်ပေးမလဲဆိုတာကိုတစ်ချက်တော့စောင့်ကြည့်ရမယ်ခွဲတန်းကတော့သေးသေးကြီးဒါပဲပြီးတယ်ဆိုတော့သေးတဲ့လူတွေကအဆင်ပြေတော့မှကြီးတဲ့လူကဘယ်လိုမှအဆင်မပြေဘူးတီးရတေးတဲ့နဲ့ပုံသွားမှာလေဒါကြီးတွေကအခုအဆင်မပြေဘူး15လီတာလေတစ်ဖက်မှာတော့နိုင်ငံတော်မှာလက်ရှိ73စီရက်50စာရှိနေတဲ့အပြင်ပုံမှန်တင်သွင်းနေတဲ့လမ်းကြောင်းတာမကအခြားလမ်းကြောင်းတွေကပါချိတ်ဆက်ဆောင်ရွက်နေတယ်လို့စွမ်းအင်ဝန်ကြီးဌာနကထုတ်ပြန်ထားပါတယ်။ဒါဆိုရင်ဘာကြောင့်နေ့စဉ်ရောင်းချမပေးနိုင်တော့တာလဲဆိုတာမေးခွန်းထုတ်စရာဖြစ်နေတယ်လို့73စီနေ့စဉ်ဝယ်ယူအသုံးပြုသူတွေကပြောကြပါတယ်။စီလုပ်ငန်းရှင်တွေနဲ့နှိစက်သူတွေကတော့အင်ဂျင်ပါဝါအလိုက်တစ်ချိန်ကိုအနည်းဆုံးလီတာ30ကနေအများဆုံးလီတာ40အထိရောင်းပေးနိုင်တယ်လို့ပြောပါတယ်။တပတ်မှာတစ်ချိန်ပဲရောင်းပေးခဲ့ရင်လက်ရှိနှခါတန်းစီဝယ်ယူရတဲ့နှစ်ရက်စာပမာဏပဲရှိတယ်လို့ညီမောင်တူက BBC ကိုပြောပါတယ်။တကယ်တော့ဗျ။မနေ့3နာရီတန်းစီတော့မှာပဲ9နာရီလောက်မှရပြီ။ကျိုးရင်အဲဒီ7နာရီလောက်တည်းကစီတိုင်းမဖွင့်သေးဘူးအဲဒီမှာတန်းနေစားစီခါရောက်ကြတယ်။ဒီကအချိန်ကဆိုးလာရင်တော့ကားရရထားဝယ်ရှင်ဒါအပြင်စစ်ကော်မရှင်ဟာလာမယ့်မတ်လ25ရက်ကစပြီးအစိုးရဌာနရုံးတွေအားလုံးအပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်းရုံးမသက်ပဲနေအိမ်ကနေအလုပ်လုပ်တဲ့စနစ်ကိုစတင်ဆောင်ရွက်သွားမယ်လို့လည်းကြေညာထားတာပါအစိုးရဌာနတာမကပုဂ္ဂလိကလုပ်ငန်းတွေပါဒီအတိုင်းလိုက်လုပ်ဖို့လည်းထည့်သွင်းတိုက်တွန်းထားပါတယ်ရှင်မြန်မာနိုင်ငံကလောင်စာဆီအခက်အခဲအကြောင်းမတင်တင်တွေစူးစီးပြောပြပေးခဲ့တာဖြစ်ပါတယ်ရှင်မင်္ဂလာညချမ်းပါခင်ဗျာမတ်လ22ရက်တနင်္ဂနွေညချမ်းလည်းငါတင်ဆက်ပေးနေပါပြီဒီညနားဆရာမယ်ထဲလက်ဘနွန်တောင်ပိုင်းကဟစ်ဇ်ဘိုလာခြေခံစောင့်တွေကိုအစ္စရေးကစစ်လှိုင်းကြီးနဲ့တိုက်တဲ့အကြောင်းပြင်ကြီးတဲ့ဒီရဲ့ချွေးတဲ့ပစ္စည်းတွေပေါ့နော်ဘိုးတဲ့ပစ္စည်း
မှန်သမျှပုံးလေးဝေသားတွေအကုန်လုံးယူလိုက်တယ်။ဆိုင်ကနေသွားတဲ့အခါဓမြတိုက်ခံရတယ်ကိုယ်ပိုင်ကားနဲ့သွားတဲ့အခါဓမြတိုက်ခံအဲ့ဒါတွေကတော့မတန်တော့ဖြစ်နေကြပဲအဲ့ဒါမြင်းကျန်တောင်သာလမ်းမှာကားဓမြတွေထကြွနေတဲ့အကြောင်းနဲ့ပြည်내တိုင်းသီးသီးကလွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုံခြုံရေးစိုးရိမ်မှုတွေကိုတင်ဆက်ပေးဖို့ရှိပါတယ်။ဒီညစီစဉ်ကိုကျွန်တော်ဘိုဘိုကတင်ဆက်ပေးထားပါတယ်။အီရန်ကအစ္စရေးလေကြောင်းကာကွယ်ရေးကိုဆက်ထိုးဖောက်တယ်လို့တယ်လီဗီမှာလူတရာစင်ကျော်ထံရကြောင်းအစ္စရေးအရေးပေါ်ကယ်ဆယ်ရေးဌာနကပြောပါတယ်။အစ္စရေးကအီရန်ကိုဆက်ပြီးတိုက်သွားမယ်လို့လည်းအစ္စရေးဝန်ကြီးချုပ်ဘန်ဂျမင်နေတန်ယာဟုကကြုံးဝါခဲ့ပါတယ်။အစ္စရေးတောင်ပိုင်းကအရေးကြီးတဲ့နှွေမြူစခန်းနာကမြို့ပါဝင်မြို့နှစ်မြို့ကိုမနေ့ညတိုက်ခိုက်ခံရပြီးတဲ့နောက်နေတန်ယာဟုခုလိုပြောကြားခဲ့တာပါ။ဒီတိုက်ခိုက်မှုကြောင့်အနည်းဆုံးလူ180ဒဏ်ရာရှိခဲ့ပါတယ်။အရင်ကအမေရိကန်နဲ့အစ္စရေးတိုက်ခိုက်မှုတွေစကတည်းကအီရန်ကအစ္စရေးကိုဒုံးကျည်အစင်း400ပစ်လွှတ်ခဲ့ကြောင်းအစ္စရေးလေတပ်ကပြောပါတယ်။ဒီဒုံးကျည်62%ကိုပစ်ချနိုင်ခဲ့တယ်လို့လည်းဆိုပါတယ်။လက်ဘနွန်တောင်ပိုင်းကဟစ်ဇ်ဘိုလာခြေခံစောင့်တွေကိုစစ်လှိုင်းကြီးနဲ့တိုက်ခိုက်မှုစတင်ကြောင်းအစ္စရေးစစ်တပ်ကပြောပါတယ်။အီရန်ထောက်ခံတဲ့အုပ်စုကသုံးနေတဲ့ဆိုတဲ့လီတန်နီမြစ်ပေါ်ကတရားတွေကိုဖျက်ဆီးဖို့အစ္စရေးကာကွယ်ရေးဝန်ကြီးအစ္စရိကတ်ကအစ္စရေးတပ်တွေကိုမိန့်ပေးပြီးတဲ့နောက်ဒီလိုတိုက်ခိုက်ခဲ့တာပါဒီမြစ်ဟာလက်ဘနွန်နဲ့အစ္စရေးနယ်စပ်မြောက်ဘက်မှာ18မိုင်လောက်ရှည်လျားပါတယ်ဂါဇာမှာလှုပ်သလိုပဲလက်ဘနွန်တောင်ပိုင်းကပြစ်မှတ်ထားခံရတဲ့ရွာတွေကအိမ်တွေအားလုံးကိုဖျက်ဆီးပစ်ဖို့လဲအစ္စရေးစစ်တပ်ကိုမစ္စတာကတ်ညွှန်ကြားခဲ့ပါတယ်အစ္စရေးမြောက်ပိုင်းမှာဟစ်ဇ်ဘိုလာဒုံးကျည်ထိမှန်လို့အမျိုးသားတူသေဆုံးပြီးတဲ့နောက်ချက်ချင်းမစ္စတာကတ်ဒီအမိန့်ကိုထုတ်ခဲ့တာဖြစ်ပါတယ်။အီရန်ရဲ့စွမ်းအင်စက်ရုံတွေကိုအမေရိကန်နဲ့အစ္စရေးကပြစ်မှတ်ထားရင်ဒေသတွင်းကအရေးကြီးတဲ့အခြေခံအဆောက်အအုံတွေကိုဖျက်ဆီးပစ်မယ်ဆိုပြီးအီရန်ကထပ်မံသတိပေးခဲ့ပါတယ်။စွမ်းအင်နဲ့ရေနံစက်ရုံစခန်းတွေကိုတရားဝင်ပြစ်မှတ်တွေဖြစ်ချက်ချင်းသတ်မှတ်မယ်လို့လည်းအီရန်လွှတ်တော်ဥက္ကဋ္ဌမိုဟာမက်ဂါလီဘတ်ကပြောကြားခဲ့ပါတယ်။အီရန်ကရေးပါတဲ့ဟော်မုစ်ရေလက်ကြားကို2ရက်တွင်ပြန်ဖွင့်မပေးရင်အီရန်ရဲ့စွမ်းအင်ဌာနတွေကိုချိန်မှုန်းပစ်မယ်ဆိုပြီးစနေနေ့ကသမ္မတထရမ့်ကချိန်ချောက်ခဲ့ပါတယ်။အီရန်နဲ့ဘေကင်းလုံခြုံရေးညှိနှိုင်းမှုယူပြီးတဲ့နောက်ရန်သူသင်္ဘောမဟုတ်တဲ့သင်္ဘောအားလုံးရေလက်ကြားကိုဖျက်ဆီးသွားနိုင်ကြောင်းနိုင်ငံတကာပင်လယ်ရေကြောင်းဖွဲ့ကအီရန်ကိုယ်စားလှယ်တွေကပြောကြားခဲ့ပါတယ်။ကာတာစစ်ရဟတ်ယာဉ်တစ်စင်းကာတာရေပိုင်နှစ်ထက်မှပြတ်ကျပြီးတဲ့နောက်တတမမြောက်ရုပ်လောင်းကိုတွေ့ရှိကြောင်းကာတာအာဏာပိုင်တွေကပြောပါတယ်။အသက်ရှင်ကျန်ရစ်သူမရှိပါဘူး။သေဆုံးသူ3ယောက်ကတော့တူရကီနိုင်ငံသားတွေဖြစ်ကြပါတယ်။ရဟတ်ယာဉ်ဟာတာဝန်နဲ့ပြန်တန်းရင်းစက်ပိုင်းချုပ်ရမှုဖြစ်ခဲ့ကြောင်းကာတာပြည်ထောင်ဝင်ကြီးကဆိုပါတယ်။တခါအစ္စရေးသိမ်းထားတဲ့အနောက်ဘက်ကမ်းကရွာတွေကိုဂျူးအစွန်းရောက်တွေကတိုက်ခိုက်ခဲ့ပြီးပါလက်စတိုင်းတွေကိုရိုက်နှက်ခဲ့တယ်လို့အိမ်တွေနဲ့ကားတွေကိုမိရှို့ခဲ့ပါတယ်။အနည်းဆုံးလူ17ယောက်ဒဏ်ရာရှိကြောင်းပါလက်စတိုင်းလာကျန်းဒီဖွဲ့ကပြောပါတယ်။မိရှို့ဖျက်ဆီးခဲ့တဲ့အစ္စရေးရဲသားတွေကိုတုံ့ပြန်ခဲ့ကြောင်းအစ္စရေးစစ်တပ်ကပြောပေမဲ့ဖမ်းဆီးမှုသတင်းကိုတော့မရရှိပါဘူး။မြန်မာသတင်းထဲမှာတော့ကရင်ပြည်နယ်ကော့ကရိတ်မြို့နယ်မြောက်ချမ်းမှာဒီရက်ပိုင်းစစ်တပ်နဲ့ကရင်တော်လှန်ရေးတပ်တွေကြားတိုက်ပွဲပြင်းထန်နေတယ်လို့စစ်ရေးရင်းမြစ်တွေစီကသိရပါတယ်။ KNLA နဲ့ပူးပေါင်းတပ်တွေစိုးမိုးထားတဲ့ကော့ကရိတ်မြဝတီလမ်းဟောင်းကအောက်ဘိုးတဲ့လမ်းပိုင်းကိုစစ်ကော်မရှင်တပ်ကမက်လလေကစလို့ထိုးစစ်ဆင်လာပြီးမနေ့ကထိတိုက်ပွဲပြင်းထန်နေတယ်လို့တော်လှန်ရေးတပ်ဖွဲ့ဝင်တို့ကပြောပါတယ်။ဒါပြင်ထိုင်းမြန်မာနယ်စပ်မှာ KNU စိုးမိုးထားတဲ့ဖလူးမင်းလက်ပိုင်တဝက်မှာဒီရက်ပိုင်းနေ့စဉ်လိုတိုက်ပွဲရှိနေတယ်လို့စစ်ရေးသိရှိသူတချို့ကပြောပါတယ်။စကိုင်းတိုင်းထပ်ပိုင်းကချင်နဲ့ရှမ်းမြောက်မှာမိုးတိမ်တောင်တွေဖြစ်နေလို့မိုးရနိုင်သလိုလေပြင်းတိုက်မိုးချိုးပြစ်လျှက်စီးလက်နဲ့မိုးစည်းကြွေတာတွေကိုသတိထားဖို့လေမိုးစလာကထုတ်ပြန်ခဲ့ပါတယ်။ဒီဒေသတွေမှာမနက်ဖြန်မနက်ထိနေရနှံ့မိုးရွာနိုင်ပြီးရွာချေရာခိုင်နှုန်း80ရှိတယ်လို့မိုးစလာကခန့်မှန်းပါတယ်။မန္တငယ်လယ်ပိုင်းမှာတော့နေပူချိန်တွေဇက်တိုက်မြင့်တက်နေပြီးမင်းဘူးမှာ 39.8 ဒီဂရီဆယ်စီယပ်ထိရောက်ခဲ့ပါတယ်။နောက်ဆုံးထွက်ရှိတဲ့ကမ္ဘာပျော်ရွှင်မှုစီရင်ခံစာရမြန်မာပြည်ဟာအဆင့်
129ရှိပြီးရှေ့တောင်အာရှမှာအနိမ့်ဆုံးဖြစ်ပါတယ်ရှေ့တောင်အာရှမှာစင်ကာပူကကမ္ဘာအဆင့်36နဲ့အမြင့်ဆုံးမှာရှိပြီးဗီယက်နမ်က45နဲ့ထိုင်းက52မှာရှိပါတယ်တရရှိမြခင်ရှေးဟောင်းယဉ်ကျေးမှုပကံဒေသမှာဓမြတိုက်ပြန်ပေးဆွဲတာတွေဖြစ်များသလိုအဲ့ဒါနဲ့တစ်ဆက်တည်းမြင်းကျန်တောင်သာလမ်းပိုင်းမှာလည်းကားဓမြတိုက်မှုတွေဖြစ်နေပါတယ်ဒီကြောင်းမတ်စန္ဒဝင်းကပြောပြပေးပါမယ်UNESCO အမွေအနှစ်စည်းဝင်ပကံဒေသမှာပြန်ပေးဆွဲမှုလူရက်ဓမြတိုက်မှုတွေမကြာခဏဖြစ်ပွားရာကနေနည်းနည်းပြန်ငြိမ်သွားခဲ့ပြီးတဲ့နောက်အဲ့ဒီဒေသကနေတစ်ဆက်တည်းသွားလာလို့ရတဲ့ကြောက်ပရောင်းတောင်သာမြင်းကျန်ကားလမ်းပေါ်မှာဓမြတိုက်မှုတွေဖြစ်ပွားလာနေပါတယ်အခုလမတ်လ15ရက်နေ့ကမြင်းကျန်တောင်သာလမ်းပိုင်းမှာဖြတ်တန်းသွားလာနေတဲ့ခီးသည်တင်ကားတစ်စင်းကိုမျက်နှာဖုံးတက်ထားတဲ့လူတချို့ကတနက်ဓားတွေကင်ဆောင်ဓမြတိုက်ခဲ့ပြီးခီးသည်တွေစီကတမိုးရှိပစ္စည်းတွေယူဆောင်သွားတယ်လို့ဒေသခံတွေကပြောပါတယ်အဲ့ဒီဖြစ်စဉ်ဖြစ်ခဲ့ပြီးနောက်ပိုင်းမကြခင်မှာလဲလမ်းပိုင်းမှာသွားလာနေတဲ့ကုန်ကားတချို့ဓမြတိုက်ခံရတဲ့ဖြစ်စဉ်တွေရှိတယ်လို့မြင်းကြံဒေသခံတွေကပြောပါတယ်မြင်းကြံတောင်သာလမ်းပိုင်းကဓမြတိုက်မှုအဖြစ်များတဲ့နေရာဟာဘယ်ဒေသပါလဲမြင်းကြံဒေသခံတယောက်ကအခုလိုပြောပါတယ်ကျွန်တော်တို့ဒီရက်တွေသုံးထားတဲ့နေမြေပေါ်ကိုတကအဲ့နေရာမှာသူတို့ပြန်ပြီးအထိုင်ချထားပြီးနေမျိုးရဲ့တောင်ဘက်ပေါ့နော်တောင်စုကြီးကနာဓမိတရာကုန်းနေရာမှာအဲ့လိုမျိုးကားကိုရက်တက်ခိုင်းပြီးတော့ကားပေါ်အဲ့ကားပေါ်မှာပါလာတဲ့လူကြီးတွေရဲ့ရွှေတွေပစ္စည်းတွေပေါ့နော်အဖို့တဲ့ပစ္စည်းမှန်သမျှပေါ့ပုံးတွေဝေသားတွေအကုန်လုံးယူလိုက်တယ်ဆိုင်ကနေသွားတဲ့အခါဓမြတိုက်ခံရတယ်ကိုယ်ပိုင်ကားနဲ့သွားတဲ့အခါဓမြတိုက်ခံအဲ့ဒါတွေကတော့မကြာခဏဖြစ်နေတာပဲအဲ့ကြောင့်ဒီပြောကြားချက်နဲ့ပတ်သက်လို့ BBC အနေနဲ့စစ်တပ်ရဲ့ဒေသအုပ်ချုပ်ရေးအဖွဲ့တွေစီဆက်သွယ်မြင်းမြန်းနေသေးပါဒေသခံတွေကတော့အရင်ကမြင်းကြံလမ်းပိုင်းမှာဓမြတိုက်မှုတွေဖြစ်တယ်ဆိုတာမရှိဘူးလို့ဆိုကြပြီးအခုကာလအတွင်းမှာဒီဖြစ်စဉ်တွေရှိလာတာလို့ပြောကြပါတယ်ဒီလမ်းပိုင်းနဲ့တစ်ဆက်တည်းရှိတဲ့ပကံညာဦးဒေသမှာလည်းအလားတူဓမြမှုပြန်ပေးဆွဲမှုတွေမကြာခဏဖြစ်ပွားလေရှိတာပါလက်ရှိအချိန်မှာတော့ဒေသခံတော်လှန်ရေးတပ်တွေကကျူးလွန်သူတွေကိုဖမ်းဆီးမှုတွေလှုပ်ဆောင်နေတာကြောင့်အဲ့ဒီလိုဖြစ်စဉ်တွေပကံဒေသမှာရော့ကျသွားတယ်လို့ဆိုပါတယ်ဒါနဲ့ပတ်သက်လို့ညောင်ဦးပကဖတာဝန်ခံကိုစည်းပြောတာကတော်လှန်ရေးပုံရိပ်ကြနေတာဒီညောင်ဦးနဲ့ဒီဟာဘောနော်6မြို့နဲ့ကြားမှာပဲဓမြတိုက်ပြန်ပေးဆွဲမှုရရှိရဗျဒီမြေမြေအတွင်းမှာဒီဓမြတိုက်မှုပြန်ပေးမှုတွေမဖြစ်အောင်လို့နှစ်တိုင်းပေါက်နေတို့ဒီလောက်ချအချီရင်ရှိရပါတော့နှစ်တိုင်းဖွဲ့ပြီးပြီးနောက်မှာတော့ဒီညမှုတွေကျွန်တော်ဖမ်းပြီးရေးကြရရှိရနောက်ပိုင်းမှာတော့လောကျွန်တော်တော်တော်လေးငြိမ်ကြသွားပါတော့ဒါပေမဲ့မတ်လ18ရက်နေ့ကညောင်ဦးမြို့လေကစေးဆိုင်တစ်ဆိုင်ဓမြတိုက်ခံရပြီးဆိုင်ရှင်အမျိုးသမီးနဲ့ဝန်ထမ်းတယောက်တနက်နဲ့ပြစ်ခတ်ခံရတယ်လို့ဒေသခံတွေကပြောပါတယ်ကြောက်ပရောင်းတောင်သာမြင်းကြံလမ်းမိုင်းမှာဖြစ်နေတဲ့ဓမြမှုတွေနဲ့ပတ်သက်လို့ဘယ်အဖွဲ့အစည်းကကျူးလွန်တာလဲဆိုတာကိုတော့ BBC အနေနဲ့တိကျအတည်ပြုချက်ရဖို့ကြိုးစားနေဆဲဖြစ်ပါတယ်ရှင်တော်ရရှိမြခင်ဗျာမတ်လ20ရက်နေ့ကဟာခါကချင်းပြည်နယ်လွှတ်တော်ကိုဒရုန်းဘုံးတွေနဲ့တိုက်ခိုက်ခဲ့ပါတယ်ပြိပခဒေသတွေပါဝင်ပြည်내နဲ့တိုင်းအသီးသီးကလွှတ်တော်ကိုယ်စားလှယ်တွေရဲ့လုံခြုံရေးစိုးရိမ်မှုဘယ်လိုရှိသလဲမတ်သင်းတွေကစူးစီးပြောပြပေးပါမယ်ဟာခါမြို့မှာရှိတဲ့ပြည်내လွတ်တော်ခမ်းမမှာပထမဆုံးလွတ်တော်အစည်းအဝေးကျင်းပနေချိန်ဒရုန်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ချင်းကာဝေးရေးတပ် CDF ဟာခါကဗီဒီယိုဖိုင်နဲ့တကွထုတ်ပြန်ထားပါတယ်။ချင်းပြည်နယ်ကကိုယ်စားလှယ်တွေဟာရွေးကောက်ပွဲမဲဆွယ်ချိန်ကလေးကလုံခြုံရေးရအွန်လိုင်းကနေပဲအများစုမဲဆွယ်တာတွေလုပ်နိုင်ခဲ့တာပါ။ဒါအပြင်မဲဆွယ်ခဲ့တဲ့မြေပြင်တည်နေရာတွေကိုလည်းလုံခြုံရေးအရာထုတ်ဖော်ပြောဆိုနိုင်တာမျိုးမရှိခဲ့တဲ့ဒေသဖြစ်ပါတယ်။အခုတော့ပြည်နယ်လွတ်တော်စတင်ကျင်းပချိန်မှာပါဒရုန်းနဲ့တိုက်ခိုက်ခံခဲ့ရတာပါ။ပြည်ပကဖြစ်နေတဲ့ဒေသတွေမှာရွေးကောက်ပွဲလုပ်ပြီးအဲ့ဒီကနေထွက်ပေါ်လာတဲ့လွတ်တော်ကိုယ်စားလှယ်တွေအနေနဲ့သူတို့ရဲ့လုံခြုံရေးကိုဘယ်လောက်ထိစိုးရိမ်မှုရှိနေပါတလဲချင်းပြည်နယ်လွတ်တော်ကိုယ်စားလှယ်တွေနဲ့နီးစပ်သူကိုဆက်သွယ်မေးမြန်းထားမှုအပေါ်အတန်ရည်သွေးရအတန်စားထုတ်ဖတ်ထားပါတယ်သူတို့အသက်လုံခြုံရေးအတွက်ဆူတောင်းပေးဖို့မှားတယ်စိတ်ပူတယ်လို့လည်းပြောတယ်တတ်နိုင်တဲ့လောက်တော့စိုးရိမ်မှုကြားမှာဆက်လုပ်သွားမယ်လို့ပြောတဲ့လွတ်တော်ကိုယ်စားလှယ်တွေလည်းရှိပါတယ်အရင်ကတည်းကလည်းလုံခြုံမှုမရှိတာကြောင့်အခုဒရုန်းနဲ့တိုက်ခိုက်ခံရတော့ကိုယ်စားလှယ်တွေကအပြင်မထွက်ကြဘူးလို့ပြောတယ်တိုက်ပွဲတွေရှိတဲ့နေရာဒေသကကိုယ်စားလှယ်တွေအပြင်တိုက်ပွဲမရှိတဲ့နေရာဒေသကကိုယ်စားလှယ်တွေအများစုပါတွားရည်လာရေးကစပြီးလုံခြုံမှုမရှိတာကြောင့်စိုးရိမ်နေကြတယ်လို့ကိုယ်စားလှယ်တွေနဲ့နှိစက်သူတွေကပြောကြပါတယ်။မငိမ့်ချက်တဲ့နေရာဒေသကကိုယ်စားလှယ်တွေရဲ့စိုးရိမ်မှုအပေါ်စကိုင်းတိုင်းကလွတ်တော်ကိုယ်စားလှယ်တွေနဲ့နှိစက်သူပြောတာကဒီကို
ကိုယ်စားလှယ်တွေကကိုင်းတိုင်းကဖြစ်တာဖြစ်တော့ကိုင်းတိုင်းလွတ်တော်ကိုသွားခဲ့ရတာပေါ့ဒီနိုင်ငံရေးပြည်ပကဒီလာတဲ့မရှိနေတာတွေ့တော့သူတို့လွတ်တော်သွားရင်းနဲ့ပတ်သက်ပြီးတော့ပြည့်တော့တော်လည်းဖြစ်သေးတယ်ပေါ့ ချင်းပြည်နယ်ကလွတ်တော်ကိုယ်စားလှယ်တွေကတော့ရွေးကောက်ပွဲတုန်းကလည်းလုံခြုံရေးစိုးရိမ်မှုရှိခဲ့ကြသလိုလက်ရှိလွတ်တော်စချိန်မှာလည်းလုံခြုံရေးစိုးရိမ်မှုကမပြောင်းလဲဘူးလို့ပြောကြပါတယ်စစ်တပ်ဟာပြည်ပခဖြစ်တဲ့နေရာတွေမှာပါလုံခြုံရေးအပြည့်အဝမပေးနိုင်ပဲရွေးကောက်ပွဲကိုမဖြစ်အောင်ကျင်းပခဲ့သလိုအခုလည်းအဲ့ဒီဒေသမှာလွတ်တော်တက်မဲ့ကိုယ်စားလှယ်တွေရဲ့လုံခြုံရေးအတွက်တာဝန်မယူပေးနိုင်သေးဘူးလို့ဝေဖန်မှုတွေရှိနေပါတယ်ရှင် တော်ရရှိမြခင်ဗျာအီရန်စစ်ပွဲကြောင့်မြန်မာပြည်မှာ73စီလိုသလောက်ဝယ်မရလို့အဝေးပြေးလိုင်းတွေကလက်မှတ်ကြိုမရောက်တော့ပဲလက်မှတ်ခတွေလည်းအရင်ထက်2ဆကျော်ထိတက်သွားတယ်လို့ဆိုပါတယ်ဒါကြောင့်တကြံအတွက်လက်မှတ်ကြိုဝယ်ခြင်းသူတွေနဲ့အထာကာလနေပြန်မဲ့သူတွေခက်ခဲဖြစ်နေရပါတယ်ဒီကြောင့်ကိုတန့်စင်ဦးပြောပြပေးပါမယ်လက်ရှိ73စီရှားပါလာမှုကြောင့်လာမဲ့ခီးသွွားရာသီမှာခီးစဉ်တွေဖြတ်သိမ်းခဲ့ရရင်ငွေပြန်အပ်မယ်လို့ဝေးပြေးရင်လိုင်းတွေကကြိုတင်ကြေညာနေရပါတယ်တချို့ရင်လိုင်းတွေကလည်း73စီချင်းတွေကိုစောင့်ကြည့်နေတာကြောင့်ကြိုတင်လက်မှတ်တွေကိုမရောင်းသေးဘူးလို့ကြေညာထားပါတယ်လက်ရှိပြေးဆွဲနေတဲ့ရင်လိုင်းအများစုလည်း73စီရရှိမှုခက်ခဲလာတာကြောင့်ရင်စီးကားတွေဈေးတက်သွားကြပါတယ်လာမယ့်တကြံကာလရုံးပိတ်ရဆိုရင်ခီးသွွားသူတွေများသလိုရန်ကုန်မန္တလေးပါဝင်မြို့ကြီးတွေမှာလှုပ်လှုပ်နေကြသူတွေလည်းကိုယ်စာတီကိုပြန်ကြပါတယ်အခုတော့73စီပြက်လက်မှုကဘယ်ချိန်ထိဆက်ဖြစ်နေမလဲခံမှန်းလို့မရတာကြောင့်နေ့စဉ်ပိတ်ရတိုင်းကိုယ်နဲ့ပြန်မဲ့သူတွေအခက်အခဲဖြစ်လာနိုင်တယ်လို့ပြောကြပါတယ်လာမယ့်ရုံးပိတ်ရဝေးပြေးရင်လိုင်းနဲ့နေပြန်မှုစီစဉ်ထားသူတို့ပြောတာကတခြားပြန်လို့တော့အခုလည်းပြန်ပြီးစဉ်းစားနေရတော့စိတ်လေးကြည့်ပြီးတော့ဘယ်လိုတော့မသိသေးဘူးဗျာမတက်နိုင်ဘူးညတော့လည်းပြန်မဲနေရတော့မှာပေါ့နော်အဲ့လိုရှိတာကိုယ်ကကားရှိတဲ့လူတော်မှာအခုကစင်မပြေတဲ့ခါအခုဖြစ်နေအောင်ပြန်လို့ရှိရင်လည်းကားလည်းဝယ်မရတာနဲ့ဒီလိုအဲ့လိုဖြစ်လာလို့ရှိရင်တော့မပြန်တော့ပုံကောင်းပါတယ်တကြံကာလရုံးပိတ်ရက်မှာနေပြန်မှုစီစဉ်ထားသူ၄-၅ဦးကို BBC ကမေးမြန်းခဲ့ရမှာရင်လိုင်းနေရက်သွားရင်မပြန်မဲနေဖို့ပဲရှိတော့တယ်လို့စိတ်မကောင်းစွာနဲ့ဖြေကြပါတယ်ခီးတဲ့ပို့ဆောင်ရေးလုပ်ငန်းတစ်ခုဖြစ်တဲ့မြင့်မလာထွန်းရဲ့တာဝန်ရှိသူတူကတော့သူတို့အနေနဲ့ကြိုတင်လက်မှတ်ရောင်းချရမှာခီးစဉ်ဖြတ်သိမ်းရင်ငွေပြန်အပ်မယ်ဆိုတဲ့သတိပေးချက်စာသားကိုလက်မှတ်နဲ့တပါးနဲ့ထည့်ပေးထားတယ်လို့ပြောပါတယ်73စီလည်းအကန့်အသတ်နဲ့သာရတာကြောင့်အရင်က4000ကျော်ပဲရှိတဲ့ရန်ကုန်မန္တလေးလက်မှတ်ခလက်ရှိ6000ဖြစ်နေပြီးတော့မြေကြီးနားဆိုရင်လည်းအရင်က3သိန်းဝန်းကျင်ကနေအခု2သိန်းခွဲခန့်ရှိတယ်လို့ရင်လိုင်းတာဝန်ရှိသူတို့ကပြောပါတယ်တချို့ရင်လိုင်းတွေလည်းတရက်စာစီပဲလက်မှတ်ရောင်းတော့တယ်လို့လက်မှတ်သွားဝယ်ခဲ့သူတွေကပြောပါတယ်အလားတူပြည်တွင်းပြည်ပလေးချောင်းလိုင်းခီးစဉ်တချို့လည်းဖြတ်သိမ်းတာအချိန်ပြောင်းတာတွေရှိနေကြောင်းခီးသွွားဝန်ဆောင်မှုလုပ်ငန်းတွေကသူတို့ရဲ့လူမှုကွန်ရက်စာမျက်နှာတွေကနေအကြောင်းကြားနေကြတာတွေ့ရပါတယ်လာမယ့်ရက်ပိုင်းရန်ကုန်ကနေမြကြီးနားကိုပြန်ဖို့စီစဉ်ထားတဲ့ဆရာတော်တစ်ပါးမိန့်နာကမြကြီးနားကိုတော်တွေတော့လာကြတယ်ကားဟာလို့လာကြတယ်သူတို့လာတော့20ပေးခဲ့ရတယ်တဲ့ကားအစီလိုက်မှလာခဲ့တာမန္တလေးကိုတယောက်ချင်းစီတော့9သိန်းကျော်မှတင်တယ်စီမရလို့မပြန်ရဘူးဆိုတော့လေရထွက်တဲ့ဟာစောင့်နေရင်ကိုရှိတာ9လပဲလောက်ခေကပြန်သွတ်မလို့ပြောနိုင်ကြတယ် BBC ရမြန်မာလေကြောင်းလိုင်း MAI ကခီးစဉ်ဖြတ်သိမ်းတာတွေထပ်မဖြစ်ဖို့တည်ရွာမဲ့အလေးချိန်ကိုကန့်သက်လိုက်သလိုထပ်တိုးကီလိုအပိုကိုလည်း5ကီလိုသာရောင်းချတော့မယ်လို့မင်းညာပိုင်းမှာထုတ်ပြန်ထားပါတယ်မြန်မာနိုင်ငံမှာအရန်စီရက်40သာရှိပြီးစေကဲမှာစီမချသေးတဲ့တင်မော်2စီးနဲ့လမ်းမလာနေတဲ့တင်မော်14စီးရှိရလို့ပြီးခဲ့တဲ့မတ်လ4ရက်နေ့မှာစစ်ကောင်စီပြောခွင့်ရသူကပြောထားပြီးမြဲ10ရက်ကျော်လာချိန်မှာပဲအကန့်အသတ်နဲ့ပဲရောင်းတာနဲ့နိုင်နဲ့ချီတန်းစီရတာတွေဖြစ်နေတာပါခင်ဗျာနောက်ဆုံးထွက်လာတဲ့သတင်းအရလောင်စာစီချွေတာရေးအတွက်ပတ်စဉ်ပုတ်ထူးနေတိုင်းအစိုးရရုံးအလုပ်တွေကိုအိမ်မှာပဲလုပ်ကြဖို့စစ်ကောင်စီကထုတ်ပြန်ခဲ့ပါတယ်